နော်တော်လန်ရေးကိုကျွန်တော်ဘာကြောင့်လေးစားလဲသူတို့နဲ့ကျွန်တော်ဘုံတူညီချက်ရှိတယ်လေဘုံတူညီချက်ရှိလို့လေးစားတာပေါ့ကျွန်တော်တို့ရဲ့ပုံရန်သူကဘာလို့လဲအာနာရှင်လေအာနာရှင်ကိုတိုက်မယ်ဟိဆိုလို့ရှိရင်ဘယ်သူမှမဆိုကျွန်တော်ကလက်တွဲမှာပဲနော်ဘုံဒါပေမဲ့လမ်းကြောင်းမတူဘူးတိုက်ပုံတိုင်နေမတူဘူးအာနာရှင်ကိုအပြောင်းလဲလုပ်ရမယ်ဆိုတော့ရင်ညာစီရင်နဲ့တူနိုင်ငံရေးကိုသွားတဲ့လမ်းအောင်ကျွန်တော်တို့ကရွေးထားတာဖြစ်တယ်ဒါပေမဲ့တော်လန်ရေးကိုဘာကြောင့်လဲဆိုတော့ကျွန်တော်နဲ့လမ်းကြောင်းလည်းမတူဘူးအမြင်လည်းမတူဘူးဒီတိုင်အောင်တော့မှပဲဘုံတူညီချက်ကတူညီနေရပါလဲဆိုတော့အာနာရှင်ကိုတိုက်တယ်အဲဒါကြောင့်မို့တော်လန်ရေးကိုကျွန်တော်ကရုဏာထားတယ်ကျွန်တော်ရဲ့အိမ်နီးနားချင်းမိတ်ဆွေလို့သဘောထားတယ်တော်လန်ရေးကိုနော်အိမ်နီးနားချင်းမိတ်ဆွေလို့ကျွန်တော်သဘောထားတယ်ဒါပေမဲ့တော့တော်လန်ရေးကိုကျွန်တော်ဘာကြောင့်မဝင်စုံလုံးပြအဲ့လိုလက်နက်ကင်တော်လန်ရေးပေါ့ဒီတော်လန်ရေးဘက်ကိုကျွန်တော်လမ်းစဉ်မဟုတ်လို့မဝင်တာပါဒါပေမဲ့ဘုံသဘောတူညီချက်ကြီးမှန်းချက်ရည်ရွယ်ချက်မြန်မာပြည်ကိုဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီရစေချင်တာကျွန်တော်ရင်ထဲကမေတ္တာစေတနာပါပြည်သူလူထုကိုဒီမိုကရက်တစ်ခွင့်ရရစေချင်တာကျွန်တော်ရင်ထဲကမေတ္တာစေတနာဖြစ်တယ်မြန်မာနိုင်ငံမှာအာဏာရှင်ပပျောက်ရေးကျွန်တော်ရင်ထဲကမေတ္တာစေတနာဖြစ်တယ်ဒါဟာကျွန်တော်ရဲ့ဘုံတူညီချက်ခင်ဗျားတို့နဲ့တူညီချက်ဒါပေမဲ့သွားပုံသွားနည်းမတူတာပဲရှိတယ်ဒါပေမဲ့အခုချိန်မှာတော်လိုင်းရေးဘက်ကိုဝင်ပါတယ်ဟေ့ဆိုလို့ရှိရင်ဟောသူတို့တော်လိုင်းရေးတစ်ချောင်းလုံးကြိုးစားဟာဒီလူကအခုမှအညွန့်လာခူးစားတာလားတို့သိရမလားအပြုံးမျိုးပေါ့ဒါမျိုးတွေထင်ခံမှာနောက်တစ်ခုအဲ့တော့ကျွန်တော်တို့ကဘုံသဘောတူညီချက်ရှိနေပါပြီနော်အဲ့တော့ကိုစီကိုမောင်နဲ့ကိုစီထမင်းတူတူစားရခဲ့တဲ့အကြောင်းလေးပြောပြပေးပါတဲ့ကိုမောင်နဲ့ကိုစီထမင်းတူတူစားရခဲ့တဲ့အကြောင်းအဓိကဆောင်းကျွန်တော်ပြောသလိုပါဗျာကျွန်တော်ပြောတာတွေကပြည်သူကိုဗဟိုပြုတယ်ဗျာနိုင်ငံကိုဗဟိုပြုတယ်ဗျာဆောင်းကျွန်တော်ပြောသလိုခင်ဗျားတို့တော်လှန်ရေးနဲ့ကျွန်တော်တူညီချက်တွေရှိတယ်ဘုံတူညီချက်တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံကိုဖက်ဒရယ်ဒီမိုကရေစီရစေခြင်းနဲ့ပြည်သူလူထုကိုဗဟိုပြုတယ်ပြည်သူလူထုဒုက္ခမှန်သမျှကိုကျွန်တော်တို့မချွင်းမချန်နဲ့ဘယ်သူမျက်နှာမှမထောက်ထားပဲနဲ့ကျွန်တော်ပြောပေးတယ်အဲ့တော့ပြည်သူလူထုအကျိုးစီးပွားဖြစ်ထွန်းတာပြည်သူလူထုအကျိုးစီးပွားဖြစ်တယ်ပြည်သူချစ်တယ်ပြည်သူထဲမှာသူလည်းပြည်သူပဲလေဗျာကိုစီတယ်ပြည်သူဆိုတဲ့ခါကျသူကကျွန်တော်ရဲ့ဗီဒီယိုလေးတို့သူဘယ်လိုခေါ်မလဲ reaction လုပ်တယ် reaction လုပ်တဲ့အခါမှာကျွန်တော်လူသူတို့ဒါလေးသူ့စကားလေးကျွန်တော်သဘောကျတယ်အဲ့လိုမမှန်ကန်ကန်ဘောမာစမ်းမှာဆိုတဲ့စကားလေးကိုကျွန်တော်သဘောကျတယ်ဘောမာရင်လည်းမှားပါဒါပေမဲ့မှန်ကန်ကန်ဘောမာပေါ့သူပြောတဲ့ပုံစံဆိုရင်မှားတာကြီးကိုမှန်ပါတယ်တော့တင်းကျပ်မထောက်ခံတယ်ပေါ့အဲ့စကားလေးကျွန်တော်သဘောကျတယ်အဲ့စကားလေးကျွန်တော်သဘောကျလို့ကျွန်တော်ယူသုံးတယ်သူကကျွန်တော်ဗီဒီယိုဖိုင်ကိုယူသုံးတယ်ကျွန်တော်သူ့စကားလေးကိုကျွန်တော်ယူသုံးတယ်အဲ့တော့ယူသုံးကြတာချင်းတူကျွန်တော်ပုံမှာခင်မင်မှုရှိတယ်အဲ့လိုခင်မင်မှုရှိတဲ့ခါကျတော့မြင်တူတာမတူတာပတ်ထားပါလေလူမှုရေးအဖြစ်ကျွန်တော်ကထိုင်းကိုသွားရခြင်းရဲ့အဓိကအကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ကျွန်တော်မှာတချင်းလေးနှစ်ပုတ်ရှိတယ်နှစ်ပုတ်မကပါဘူးကျွန်တော်စောက်အဟောင်းလေးထွက်လာတော့တချင်း50ပုတ်လောက်ရှိတယ်တခွေစားတော့ကျွန်တော်ရေးရတယ်ကျွန်တော်စိုးဖို့ပဲကျွန်တော်ရေးတာအဲ့ဒါလေးကနှစ်20ကျော်လောက်ရှိပြီကျွန်တော်အဲ့တချင်းလေးတွေရေးတာအဲ့တော့ online မှာဒီလိုပြောရင်းဆိုရင်ပေါ့လေကိုအောင်ဆိုတဲ့ဂီတဝိုင်းကောင်းဆောင်ပေါ့သူကအနုပညာသမားဒရာမာနဲ့ကျွန်တော်ခင်မင်စကားပြောဖြစ်တယ်စကားပြောဖြစ်တော့ကိုမောင်နဲ့အဲ့ဆိုကျွန်တော်တို့ဘန်းကဒါတွေလုပ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်ခင်ဗျားတို့စီမှာarrangement နဲ့ add မှာဆိုတော့ကျွန်တော်ငွေကြေးပဲပေးချေလိုက်တယ်ပေးချေနေကိုအောင်နဲ့ရင်းနှီးတယ်ကျွန်တော်ထိုင်းရင်သွားခြင်းရဲ့အဓိကအကြောင်းရင်းကအဲ့ဒီကျွန်တော်ရဲ့ဒီသချင်းလေးတွေကိုကျွန်တော်ကထုတ်ဖို့သွားတာနော်သချင်းလေးထုတ်ဖို့သွားတာပတ်စံကုန်ကြခံပြီးသွားတာဒါပေမဲ့ဖြစ်ချင်တော့ကိုအောင်ကသူတို့နဲ့ရင်းနှီးတယ်မိတ်ဆွေတွေအရင်နေလို့ရင်းနှီးတယ်ရင်းနှီးတဲ့ခါကျတော့အကောင်ကကျွန်တော်နဲ့ဒါသူ့စီမှာကျွန်တော်တချင်းသွားထုတ်တဲ့ခါမှာသူ့အိမ်မှာကျွန်တော်ကသွားပြီးတော့တချင်းတိုက်ရတယ်ဗျာနော်တချင်းတိုက်ရတယ်ကျွန်တော်တို့အတန်သွင်းရတယ်နှစ်ပုတ်ဆိုတဲ့ခါကျတော့တော်တော်လက်ဝင်ပါတယ်အဲ့တော့အဲ့လိုသွားရင်းနဲ့ကိုအောင်နဲ့ရင်းနေတယ်ကိုအောင်နဲ့ရင်းနေတယ်ကိုအောင်နဲ့ကိုစီနဲ့ရင်းနေတယ်ရင်းနေတော့ဒီလိုပဲပြီးတော့ကိုတယောက်နဲ့သူနဲ့ရင်းနေတယ်ရင်းနေတဲ့ခါကျတော့ဒီလိုပဲကျွန်တော်ကိုအောင်ကခင်တယ်လူချင်းပဲပြပေါင်းကြည့်တော့စိတ်နှလုံးသားဖြူစင်နဲ့ပေါင်းကြတာပဲသူကကိုခင်တော့အဲ့လိုကနေတဆင့်ဆိုပြီးတော့ကိုစီနဲ့ရင်းနေပြီးတော့ကိုစီနဲ့စုံကျင်တယ်ပေါ့လေဘာကြောင့်လဲဆိုတော့ကျွန်တော်ကသူ့စကားကိုယူသုံးတယ်သူကကျွန်တော်ဗီဒီယိုဖိုင်ယူသုံးတယ်သုံးလာချင်းတူကျွန်တော်တို့မှာခင်မင်တော့နိုင်ငံရေးပတ်ထားပါလေနော်ခေါ်မစအကြီးတန်းချင်းပဲဗျာအကြီးတန်းနေပဲအကြီးတန်းဆိုတော့ကျွန်တော်တို့အသက်အရွယ်အပြည့်အကြီးတန်းနေပါအကြီးတန်းနေဆိုတော့ဆွေးနွေးဖြစ်ကြတယ်အဲ့ဒီမှာတော့ခင်မင်ခဲ့ကြတယ်ပေါ့ဗျာနော်ခင်မင်တဲ့ခါမှာလူချင်းပေါင်းကြည့်တယ်နိုင်ငံရေးတွေမပါဘဲနဲ့လူချင်းပေါင်းကြည့်တဲ့ခါမှာဒီလူတွေကခင်ဖို့ရအောင်ကောင်းပြီးတော့ဆွေမျိုးညီကိုတွေလို့ကျွန်တော်ခင်မိတယ်အဲ့တော့ခင်ပြီးတော့
ဒါပါပဲเนาะကျွန်တော်ရဲ့ဂီတအတွက်သွားတာပါတချင်းတေးထုတ်လို့ဖို့သွားတာပါကိုဖီလာကိုတော့ဘယ်လိုမြင်လဲတဲ့ကိုဖီလာကခင်မကောင်းတာဗောကိုဖီလာကကျွန်တော်နဲ့ခင်ဗျားတို့ပြောရင်ယုံမှာမဟုတ်ဘူးကိုသူရကကျွန်တော်ရောက်တော့တော်တော်ခင်မကောင်းတယ်เนาะခင်မကောင်းကိုသူရနဲ့ဆက်ပြီးတော့ကိုဖီလာနဲ့ဆက်ပြီးရင်းနေတယ်ခင်ဗျားတို့ယုံညင်မယုံလိုက်မယ်ကိုဖီလာနဲ့ကျွန်တော်ကကြောင်းတစ်ကြောင်းနဲ့တူတက်ခဲ့တာကြောင်းတစ်ကြောင်းနဲ့เนาะကျွန်တော်ထိုင်ခဲ့တဲ့ခုံမှာသူထိုင်ခဲ့လားတော့မသိဘူးအဲ့တော့ကျွန်တော်ငငယ်ဟိုကတွေ့ဘူးကောင်းတွေ့ဘူးလိုက်မယ်ခင်ဘူးကောင်းတော့ခင်ဘူးလိုက်မယ်အဲ့ကိုဖီလာနဲ့ကျွန်တော်နဲ့เนาะအဲ့တော့အဲ့လိုနဲ့ရင်းနှီးကုန်တာเนาะကိုဖီလာကသူကနိုင်ငံရေးသူဟိုဘယ်လိုခေါ်မလဲတိတ်ဆိတ်ဝင်စားတယ်သူကသူမပါဘူးဒါပေမဲ့သူ့အနေနဲ့ဘယ်လိုခေါ်မလဲတော့အမြဲတမ်းတိုးတက်နေမဲ့သူထဲမှာကိုဖီလာပါတယ်နော်